ကဲဒီနေ့တော့YouTubeပေါ်မှာဘာလဲရှိလဲကြည့်โอเคအားဒီမှာကဲသူတို့အကြောင်းမင်္ဂလာပါမင်္ဂလာပါကြည့်ဖို့တိုင်းနေတယ်ကျွန်တော်ထုံးလိုက်တိုင်းဒီစနေကြပူဇာသတင်းတွေပေါ့နော်ပူဇာသတင်းတွေဒီစနေကြအတိုင်းဒီဆက်ပြီးတော့မှဖြစ်တယ်ဒါပေမဲ့ဒီနေ့မှလည်းချိုးကိစ္စတွေစိတ်ကောင်းနေရတယ်ဖြစ်တယ်နော်စိတ်ကောင်းနေရတယ်ဖြစ်တယ်ဒါလည်းပတ်သက်ပြီးတော့လည်းကျွန်တော်တို့အမြင်လေးတွေပေါ့နော်ကျွန်တော်တို့အမြင်လေးတွေလည်းပြည်သူလူထုအတွက်ဘယ်လိုထည့်သွင်းစဉ်းစားသင့်လဲဆိုတော့အားလေးတွေကျွန်တော်တို့ကပြောတော့ဖြစ်တယ်ပေါ့နော်ပြောတော့ဖြစ်တယ်အဲ့တော့ဒီပူဇာသတင်းတွေနဲ့ပြောပြပြီးတော့ဒီကြတဲ့ကတော့ကျွန်တော်တို့ဒါစစ်တမိုင်းကိုတုံးဆိုင်ကြီးသူများတရုပ်ဆောင်ဖွဲ့ပေါ့နော်နေတိုးတို့ဘာလို့နာမည်ကြီးနေတာနဲ့ဆိုပြီးတော့စစ်တကလေးမှာဖမ်းသွားတဲ့ဒါရိုက်တာမိုက်တီတို့နောက်တစ်ခုကစပ်ဖို့တရုပ်ဆောင်ကျော်ဝင်းထုတ်နောက်တစ်ယောက်ကလည်းဟာတာတရုပ်ဆောင်အုံတိုင်းပေါ့နော်သူတို့၃ယောက်ကိုစစ်တကဖမ်းသွားတယ်အဲ့ဒီမှာခုနစုံမဲတော့ကဘိုးကဒီတရုပ်ဆောင်တဲ့အဖွဲ့တွေကိုတော့ကျေးဇူးတင်ကြောင်းသူပြောသွားပြီးတော့ဒါရွေးကောက်ပွဲကိုနောက်ဆက်တဲ့သူတွေတော့ထပ်ပြီးတော့ဖမ်းဆီးရဆိုတဲ့အကြောင်းပြောသွားတာဟုတ်ဒါလည်းစံနမူနာပြကိစ္စတရားဖြစ်တယ်လို့တော့ပြောလို့ရတယ်ပေါ့နော်အဲ့မှာကျွန်တော်တို့မနေ့ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါအတီးတယောက်ကပြောတဲ့ဟာလေးပေါ့နော်ဒီတော့လည်းမဟုတ်ပါဘူးတဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အပြုအမူအပြောအဆိုတွေကျွန်တော်တို့ line ပေါ်မှာရေးသားတာတွေနဲ့ပတ်သက်ပြီးတော့မှလူပေါင်း60ကျော်သွားပါပြီတဲ့ဒါဖန်ဆီးခံရတာပေါ့နော်လူပေါင်း60ကျော်ပြီမျိုးကြီးဒါကျွန်တော်တို့တော်လိုင်းရေးဘက်ကိုကြောင်တင်းတင်းမပါခဲ့ပေမဲ့လေဒီသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူလူထုကိုအစိတ်မခိုက်တဲ့လူတွေလို့ပြောလို့ရတယ်ပေါ့နော်ဒါသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူလူထုကိုအစိတ်ခိုက်ပြီးတော့မှprofile တွေကောက်ချိန်ပြီးကြံဆိုင်အဖြူစိမ်းနော်ကျတော့မျိုးသမင်းရော်တွဲစားတဲ့ဟာပေါ့နော်ကျတော့မျိုးလည်းရုပ်သီးသိနော်ကျတော့မျိုးလည်းရုပ်သီးသိပုံတွေတွဲပြီးတော့မှprofile မှာတင်လို့တင်တချို့တွေကပြောင်ပြောင်တင်းတင်းဟိုဖြစ်ပေမဲ့သူတို့ကတော့ဒါကျွန်တော်တို့ online ဘက်ကိုပြောင်ပြောင်တင်းတင်းပါလာလားဆိုတော့မဟုတ်ဘူးဒါပေမဲ့နောက်ွယ်မှာတချို့နောက်ွယ်မှာရှိရတဲ့အရာတွေတော့ဒါရှိခဲ့လိမ့်မယ်ပေါ့နော်ရှိခဲ့လိမ့်မယ်ဒါနဲ့ပတ်သက်လို့ကျွန်တော်အတွေ့အကြုံကြတော့မသိဘူးဒါပေမဲ့ရွေးကောက်ပွဲကိုဆန့်ကျင်တဲ့ကိစ္စကရွေးကောက်ပွဲကိုဆန့်ကျင်တဲ့အရေးသားအပြောဆိုအပြုအမူဆိုတာတဲ့ဒီခေတ်သမိုင်းကိုဒုံဆိုင်ရသူများဆိုတဲ့ဇာတ်ကားမှာပါဝင်တဲ့လူတွေကိုဝေဖန်တာပေါ့နော်ဝေဖန်တဲ့အရေးသားကိုအဲ့တော့အမှုပညာရဲဝုန်းကိုပါစစ်ကောင်စီကဘာလို့ကြံစီနေလဲအစိမ့်စိမ့်ပေါ်မှာကွဲသွားအောင်လုပ်ဖို့အတွက်ကြံစီနေတာပေါ့နော်ကြံစီနေတာပထမဆုံးကျွန်တော်တို့2024အာဏာသိမ်းမှုဖြစ်စဉ်ရဲ့နောက်ပိုင်းမှာလည်းကျွန်တော်တို့ဒါပြောင်ပြောင်တင်းတင်းပါခဲ့တဲ့အမှုပညာသမားတွေပေါ့နော်ဒါဒါရိုက်တာကိုပေါ့တို့ဒါကိုမိန်မောင်ဖုန်းတို့ဒါအများကြီးပေါ့နော်တရုတ်ဆောင်လေးဆိုလို့ရှိရင်ဒါမျိုးသမီးတရုတ်ဆောင်လေးဆိုလည်းအများကြီးဒါကိုနာကြီးတို့မတ်တူတို့နောက်တခြားမျိုးသမီးတရုတ်ဆောင်လေးလည်းအများကြီးရှိတယ်ပေါ့နော်ဒါဟုတ်ကိုလင်းလေးဒါဆိုတော့တရုတ်ဆောင်ကိုလင်းလေးဒါမရှိတူဝေးတို့ကျန်တဲ့လူတွေအများကြီးပေါ့နော်ဒါထင်ပေါ်ကျော်ကြတဲ့လူတွေအများကြီးရှိပါတယ်ထားတဲ့တို့ညာနီးလွဲတို့ဒါမျိုးတွေကတချမ်းကျွန်တော်တို့ကွဲလာခဲ့ပြီးတော့မှကျန်ခဲ့တဲ့လူတွေကပေါ့နော်ကျန်ခဲ့တဲ့လူတွေကတချို့တွေကလည်းဒါအနုပညာအစည်းအရုံးကနေထုတ်ခဲ့ခြင်းခံရပြီးတော့မှဒါပြည်တွင်းထဲမှာပဲနေနေတဲ့လူတွေလည်းရှိတယ်ပေါ့နော်ဒါကအခုခေတ်သမိုင်းကိုဒုံဆိုင်တဲ့သူများကိုဝေဖန်တဲ့အတွက်ပေါ့နော်ဝေဖန်တဲ့အတွက်ဒါသူတို့ကိုတော့ဒါအတိမတ်ပြုရမယ်အချက်တစ်ချက်ကတော့ကျွန်တော်တို့ကဘာလဲဆိုတော့တော်လိုင်းကိုပြောင်ပြောင်တင်းတင်းမပါခဲ့ပေမဲ့လည်းသူတို့တက်တဲ့အမှုပညာနဲ့ပြည်သူကိုအစိတ်မခတ်တာကဒါကျွန်တော်တို့ဘယ်လိုပြောအားရကျေနပ်စရာအချက်တစ်ချက်ဖြစ်တယ်လို့
ပြောလို့ရတာပေါ့နော်အဲ့တော့ဒါတိုင်းရမိုက်တီဆိုရင်ကိုမိုက်တီဆိုလို့ရှိရင်ဒါပထမအမှုကထပ်ပြီးတော့မှထပ်လောင်းပြည်နယ်ကြခံရမယ်အနေထားမျိုးပေါ့နော်အဲ့တော့စစ်ကောင်စီကလည်းဒါမူပြီးတော့မှထားတဲ့အနေထားမျိုးတွေရှိတာပေါ့နော်အဲ့တော့ကိုကလည်းကျမ်းမာရေးအရာပဲဖြစ်ဖြစ်အကြောင်းအရာတစ်ခုခုနဲ့ဒါစစ်ကောင်စီနဲ့လွှဲချော်မှုရှိအောင်လုပ်ပြီးတော့နေမသာလေးအစီအပြေမဲ့အနေထားမျိုးလို့ပြောလို့ရတယ်ပေါ့နော်အဲ့လိုနေတဲ့လူတွေလည်းအများကြီးရှိပါတယ်ဒီနေ့ဒီချိန်ထိစကားတွေမရိုက်ဘူးကြော်ညာတွေမရိုက်ဘူးနော်ဒီလိုမျိုးတွေလည်းစစ်ကောင်စီကိုတိတ်တိတ်ဆိတ်တွေဘွိုင်းကောက်လုပ်ပေးတာအမူအရာနဲ့တစ်ချက်မှမပြဘူးတွေ့ပြောပြလိုက်တယ်ခေါ်ရင်သွားလိုက်တယ်ဒီလိုမျိုးလေးပေါ့နော်ဒီလိုမျိုးလုပ်ပေးတဲ့လူတွေလည်းအများကြီးရှိတယ်ပေါ့အဲ့တော့အဲ့ဒီထဲမှာမှကျွန်တော်တို့ဘက်ကိုပြောင်းပြောင်းလေးမပါခဲ့ပေမဲ့လည်းသူတို့တဲ့အမှုပညာနဲ့ပြည်သူကိုအစိတ်မခတ်တဲ့၃ရောင်းလို့ကျွန်တော်တို့ကဒါအတိမတ်ပြုပေးရမှာဖြစ်တယ်လို့ပြောချင်တာပေါ့နော်ဟုတ်ပါဘူးဒါတော့စစ်ကောင်အမှန်နော်ဒါလောအမှန်တယ်ဒါစားလုံးကြည့်ရင်တော့တို့ရှိမှတော့ကြည့်လို့ရပါတယ်ကျွန်တော်တို့ဒါဒီလောက်ပဲ reaction ဆိုတော့เนาะ okay so နောက်တစ်ခုပါရှိမယ်ကြည့်ကြည့်မယ်ဒီမှာ So I created this indicator which gives you from any chart. Take a look at this. When the bars change colors, it means that the indicator is detecting a new trend change. okay ကျုံလုံးတစ်ခါလဲတတိပေးထားပြီလာမယ့်ဒီဇင်ဘာမှာရွေးကောက်ပွဲရှိ အဲ့ကောင်လေးစောက်ခွက်ကိုကြည့်တာနော် အဲ့ဒီရွေးကောက်ပွဲနဲ့ပတ်သက်တဲ့တင်လာတဲ့ post တွေကိုမင်းတို့ပုတ် အဲ့ကောင်လေးစောက်ခွက်တွေ ကြရတယ်ရှောက်မရေးနဲ့နော် အဲ့ကောင်ပို့ဆိုးတော့အဲ့ကောင်ပို့ဆိုးတော့အောင်ခိုင်ဆိုတဲ့ကောင် ဥပဒေထုတ်ထားပြီးသားအကုန်နားကားသွားမယ် အေးပါသူနာကားနဲ့တွေ့ရမှာဟုတ်လား မိကောပွဲဝါဒဖြန့်ဆက်လန်းကိုဝေဖန်လို့ဆိုတဲ့ဆွဆွဲချက်နဲ့ဒရိုက်တာမိုက်တီတရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းတို့ကိုအာဏာသိမ်းစစ်တပ်ကဖမ်းဆီးလိုက်ပါတယ်။သူတို့ကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေချိုးဖောက်မှုနဲ့သူတို့ရဲ့နေအိမ်မှာဖမ်းဆီးလိုက်တာဖြစ်တယ်လို့စစ်ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဇော်မင်းထွန်းကအောက်တိုဘာလ29ရက်နေ့ညကထုတ်ပြန်ကြေညာပါတယ်။ ပြည်သူလူထုအထင်ကြီးလွှဲမားရန်လှုပ်ဆောင် စောက် နေတဲ့ ခွက်ကွာထိုက်ရိုက်ကျင်နေတာ တိုင်းထုံးဆောင်စောက်ဖို့တရုပ်ဆောင်ကျော်ဝင်းထုတ်ကောကျော်မင်းထုတ်အာတာတရုပ်ဆောင်မြင်းတို့ကိုကျွန်တော်တို့ဖန်စီ ကဲဒီอ่ะစောက်ခွက်ကဖြတ်ရိုက်ကျင်နေတာဒီอ่ะ မိုက်ဒီကတော့ဒါရခင်ကတာရာဇသီဥပဒေပုံမှန်905နဲ့အမှုဖွင့်တဲ့ခံရဖြစ်ပါတယ်2022ခုနှစ်အောက်တိုဘာလ28ရက်နေ့မှာနောက်တစ်ချိန်ပြစ်မှုထပ်မံကျူးလွန်မှာက၎င်းပြစ်ဒဏ်ပြင်ယခုကြာခံရသောကြာရှိသောပြစ်ဒဏ်များကိုပါဆက်လက်ကြာခံနိုင်ပြီးသောစီကံချက်နဲ့ပြစ်ဒဏ်လွန်ငင်းချမ်းသာခြင်း နော်ပြတော့လုံးပါမှာ သူ့ကိုကျွန်တော်ပါတီစုံဒီမိုကရေစီထွေထွေရေးကောက်ပွဲနဲ့ကိုနောက်ဆက်ဟန်တာချက်စီခြင်းမှာကာကွယ်ပေးဥပဒေနဲ့ပြင်းပြင်းထန်ထန်အရေးယူထားပြီးယခင်ပြစ်ဒဏ်ကိုလည်းပြန်လည်ကြာခံစီဥပဒေနဲ့အညီဆောင်ရွက်တော့မှာဖြစ်ပါတယ် အာနာသိန်းစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲအတွက်ရွေရိုက်ကူးတဲ့ခေတ္တကဒုဆောင်ရီတူများဆိုတဲ့ဝါဒဖြန့်ဆက်လန်းကိုနာမည်ကြီးတရုတ်ဆောင်တွေဖြစ်ကြတဲ့နေတိုမြင့်မြတ်အေးချမ်းမောင်နေဝင်းမင်းမြင့်မို့ချူလေးအပါအဝင်အောင်ခိုင်မပြောကျော်စားတဲ့တရုတ်ဆောင်တွေကပါဝင်ရိုက်ကူးထားတာဖြစ်ပါတယ်ဆက်လန်းထဲမှာရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပြည်သူတွေကိုချင်းချောက်ထားတာလည်းပါဝင်တယ်လို့စစ်တပ်ပြုလုပ်တဲ့ရွေးကောက်ပွဲသားလည်းတိုင်းပြည်ရဲ့အရေးတစ်ခုဖြစ်နိုင်တယ်လို့လည်းဝါဒဖြန့်ရိုက်ကူးထားတာ ရမောင်းနော် အခုလိုစစ်တပ်ကရိုက်ကူးတဲ့ဝါဒဖြန့်ဆက်လန်းကိုဝေဖန်လို့ဆိုပြီးဖမ်းဆီးတာဟာပြည်သူလူထုကိုဖိနှိပ်ဖို့ချိန်ချောက်နေတာဖြစ်တယ်လို့ အဲ့ဒါငါပြောကြော်တယ်လားငါပြောကြော်ဟိုတော့ဒါပွင့်လင်းပြောရမယ်ဆိုပြည်သူဘက်တော်သားကိုခွေးတောင်းသားလဲကိုပတ်စံတော့ကိုလိုက်သွားတာပေါ့ နောက်ထပ်မူဝေဖန်ခြင်းအောင်တာတကပြလိုက်တာဖြစ်တယ်လို့လည်းတော်လိုင်းရဲ့အမှုပညာရှင်တွေနဲ့ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူတွေက ARD ကိုပြောပါတယ် ရွေးကောက်ပွဲဒီဒါအရေးကြီးတယ်အဲ့ဒီအခါဒီရွေးကောက်ပွဲကို ဒီတိုင်းလို့ ဆန့်ကျင်နေဒီအခုဒီရွေးကောက်ပွဲ
ကြောင့်မလို့သူတို့ကဆက်ပြီးတော့မလုံနိုင်အောင်ပေါ့ဗျာနော်စပီးကမလုံနိုင်အောင်သူတို့ကဒီရှင်းမှာတာရကတွေအနေနဲ့ဒီလိုမျိုးကိုမိုက်တီလို့လို့ဂျုံဝင်းထုတ်လို့နောက်ဟိုဟာတာကျောင်းဆောင်လို့တရားလို့လို့ဟိုဖန်စီကြတဲ့သဘောပေါ့ဗျာနော် အာနာသိန်းစစ်တပ်ဟာသူရဲ့ရွေးကောက်ပွဲကိုကာကွယ်ဖို့ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကိုကာကွယ်ရေးဥပဒေကို2025ခုနှစ်ဇူလိုင်လ29ရက်နေ့မှာပြဋ္ဌာန်းလိုက်တာပါ ဟောတွေယူပဲ ဥပဒေပြဋ္ဌာန်းချက်ပါအချက်တွေကိုချိုးဖောက်ရင်အမိန့်ဆုံးထောင်ဒဏ်3နှစ်ကနေလူသေးဆုံးတဲ့အထိပြင်းထန်ခဲ့ရင်ပါဝင်ပတ်သက်သူတွေအားလုံးကိုတေးတံချမှတ်မယ်လို့ဆိုထားပါတယ်အဆိုပါဥပဒေနဲ့ပြည်သူ64ယောက်ကိုအရေးယူထားပြီလို့လည်းအော်တိုဘာလ3ရက်နေ့ကတရားဝင်ထုတ်ပေါ်ပြောကြားထားပါတယ်လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကိုကျင်းပမယ်လို့အကြိမ်ကြိမ်ပြောဆိုနေတဲ့စစ်ကော်မရှင်ဟာရွေးကောက်ပွဲကိုဝေဖန်ပြောဆိုရင်းနဲ့ပြင်းထန်တဲ့ထောင်ဒဏ်ချမှတ်နေတာဟာ စောက်ခွက်ကိုကြည့်တာကိုကြီးဆိုတဲ့ကောင်စောက်ခွက်ကိုကြည့်တာကိုကြီးဆိုတဲ့ကောင်ထောင်ထဲမှာနေတော့ဓမင်းစားပြီးအပြင်ရောက်မှကြီးစားတဲ့ကောင်အဲ့ကောင် လက်တွေ့နဲ့ဆန့်ကျင်နေလို့ထောက်ပြပြောဆိုနေကြတာပါ ဒီကောက်ပွဲကဘယ်လိုမျိုးလဲပြောနေတာအဖြစ်သူလူပေါ်မှာပုံရမှာပြင်းနေတယ်ဒီဖြစ်စီမေးကောက်ပွဲဖြစ်တယ်လူလည်းဆိုတော့သူတို့ကအကျဉ်းထန်ချိုးကိုမေးကောက်ပွဲဖြစ်တယ်တော့ဒီလိုတည်းဒီဟာတော့ high profile case တို့ရတော့ဒီလိုမျိုးရှိရမှာလည်းပဲပြောရအောင်ချင်တယ်ဒီလိုတည်းတည်းပဲတော့ဖက်စီWelcome to the စောက်ခွက်ပြမိုင်းတော့အားရမကိုစီလည်းစက်တနိုင် မင်းကဒီနေ့ကျွန်တော် reaction လုပ်ရှင်တာတော့ကိုမောင်မောင်မင်းအောင်နိုင်လို့အဖွဲ့ကို ခတ်ကြည့်လိုက်ရနော် ထားတဲ့ video file ပါမောင်မောင်ဆိုတာကတစ်ချိန်လုံးစစ်တပ်ကိုအားပေးထောက်ခံလာခဲ့တဲ့စစ်တပ်အမာခံထောက်ခံလို့အကောင့်တူနဲ့ကလေးကြီးထောက်ခံတာမဟုတ်လို့ရုပ်ပြပြီးတော့တက်တိရှိရှိသိခံရှိရှိထောက်ခံတယ်လို့ဟုတ်တယ်အဲ့ဒါလိုမျိုးကအစားထောက်ပြောလာပြီးဆိုတဲ့ကဒီမင်းအောင်နိုင်လို့အဖွဲ့ဟာဘယ်လောက်ထိအရန်မကလမ်းလွှမ်းနေပြီလဲဆိုတာကိုယ့်ကိုစဉ်းစားကြည့်ကြတယ်နော်ဒီကိုမောင်ပြောတာအရန်ပေါ့နော်ကြည့်တယ်ဒီခိုင်ဖြိုးနေစစ်တပ်ကစစ်တပ်ကနေမလားစစ်တပ်တက်ကြောင်းတက်ရှိနေမလားဒီလိုစစ်တပ်ကတက်ကြောင်းတက်ရှိလို့ရှိရင်ရုပ်ဝင်နေသွားရုပ်ဝင်နေသွားအေးရဲ့တက်ကြောင်းတက်ရှိပြီလားအေးရတယ်ဒီလိုပဲအဲ့ဒါတက်နေစီရုပ်ဝင်နေတယ်ကြာလာတဲ့ဘူးဝိကမလန်နာပါရအောင်ဟုတ်တယ်ပေါ့နိုင်ငံရေးမှာစစ်တပ်ရဲ့လုပ်တဲ့ပုံစံကဒီခိုင်ဖြိုးဟာဟိုလိုအောင်လို့ဆိုတော့အိမ်ချူပြီးစေးချူပြီးလိုက်တာဒီကြောင့်လို့ကာကြောက်ကခံကြောက်တီးပြီးဆိုတာကငါတို့ဒီစစ်သားများဖြစ်သွားတယ်ဒါပဲအမှန်ပဲတော့အခုဒီထောက်ပြထားတဲ့ကိစ္စကဒါအမှန်ပဲဟုတ်တယ်မလားလက်ရှိဒီခိုင်မျိုးမှာညွန့်နေအစင်ကစပြီးတော့ဘဝခီအထိဥက္ကဋ္ဌခီအထိစစ်တပ်ကလူတွေပါပဲတာမန်အရက်သားပြည်သူဘယ်နေရောက်ပါလဲအဲ့တော့ဒီနေရာမှာကျွန်တော်အရက်သားပြည်သူဆိုတဲ့ဟာမှန်နော် ကျောင်းဆရာမလည်းဒါပြောလို့ရတယ်နော်စစ်တပ်မဟုတ်တဲ့လူပေါ့နော်တိတိကျကျပြောမယ်ဆိုတော့အရက်သားဆိုရင်တော့ဝန်ထမ်းမဟုတ်ပြောရနော်ဒါပေမဲ့ဘယ်နဲ့ပြောလို့ပညာရေးဝင်ပညာရေးတာဝန်ကဘယ်နှယောက်ပါလဲစီးပွားရေးတာဝန်ကဘယ်နှယောက်ပါလဲအင်ဂျင်နီယာတာဝန်ကဘယ်နှယောက်ပါလဲဒီစတဲ့နိုင်ငံတွေပါရှိတဲ့အခြားဝန်ထမ်းအတိုင်းဝိုင်းတွေကဘယ်နှယောက်ပါလဲဒီစစ်တပ်ထက်ကလူတွေဝယ်စုပွဲပြီးတော့ပါတီဖွဲ့ထားတာမဟုတ်ဘူးလားအဲ့တော့လက်ရှိပြည်ခိုင်ပြောဆိုတာစစ်တပ်ကိုကိုစားပြုတာဖြစ်တဲ့အတွက်စစ်တပ်ကောင်းဆောင်ရဲ့အကြိုက်ကိုလွန်ဆန်လို့လုံးဝမရတဲ့ပါတီဆိုတာညင်းလို့မရဘူးနော်ဒါရှင်းနေတယ်ကိုမောင်တို့ကရှင်းနေနော်နိုင်ငံကျုံးနိုင်ငံကြီးပြစီနေတယ်ပြစီနေမှာပဲပြည်ရကလည်းကျွန်တော်သိရတာပေါ့နော်နိုင်ငံသူတိုက်ပဲဆိုရင်တို့ရသားတွေပဲရခိုင်တွေဆိုတော့ရခိုင်လေးတွေလိုပဲပြောဒီဟာတိုင်းစစ်တပ်ကပြန်တော့နိုင်ငံကြီးပါလေဟိုအိမ်ချီပေါင်းချီလောက်လိုက်တာဘာမှမဟုတ်ဒီခိုင်ဆိုးတဲ့မှာတော့ရေးရုံကားတွေကသစ္စာလေးချက်ဖတ်ဆိုတော့ထားဆိုပါဒီခိုင်မျိုးကောင်ထားဆိုအဲ့တော့ခင်ဗျားတို့ဒီ2008နဲ့လုပ်တဲ့ဒီရွေးကောက်ပွဲကိုဒီပေါ့နော်စန့်ကျင်ရတယ်ပုံခံကြရတယ်ဆိုတာလေဒါဒီလိုမရဘူးခင်ဗျားတို့ကလည်းလိုလာလာမှမပြပဲဗျာနော်ဟိုတိုက်ခိုင်လေးရှိတာမှပဲဟိုပဲထုတ်ဒီပါတီကိုဖြတ်ထုတ်အဲ့တော့ခင်ဗျ
ကောင်းစီခြင်းနဲ့အရေးအရာပြောတော့ပါတီစုံလုံးကိုတော့ပြောနေကြဒါပေမဲ့အရေးအရာတွားနေတဲ့ပုံစံလေးသူ့ကျင့်ကြံပုံလေးဟုတ်လားပြောဆိုပုံနဲ့ပုံကစစ်တပ်နိုင်ငံရေးတဲ့ထွက်ချင်တဲ့လမ်းကြောင်းကိုပြတာမှမဟုတ်ပဲနဲ့ရှင်းပါလားစစ်တပ်ကတိုင်းပြည်ကိုကောင်းစေခြင်းနဲ့စိတ်လုံးဝမရှိပါဘူးဒီတိုင်းပြည်ရဲ့အာဏာကိုစစ်တပ်ကဘယ်လောက်ထိထုတ်ကန်ထားလို့ရမလဲတရားရာခိုင်နှုန်းကို130ရာခိုင်နှုန်းရရင်130ရာခိုင်နှုန်းထုတ်ကန်လို့လို့နော်အဲ့တော့ဒါမဲ့ကြောင်းလိမ်ပြီးတော့ပါတီစုံဒီမိုကရေစီစနစ်ပါပေါ်တယ် Playing on iPhone? Now you can play unlocked on ညောင်းနေနော် with Google Play Games. Unlock bigger screens. လုံးရကအာဏာကိုအမိဒီယာချုပ်ကန်လုံးဝလက်မလို့ဘူးနော်ဒါ NLD အစိုးရ9နှစ်ဆိုတာ NLD အစိုးရတက်လာတဲ့အချိန်မှာ NLD အစိုးရကိုအာဏာလွှဲပြောင်းပေးရတော့အချိန်မှာဝင်ကြီးဌာနတွေမှာရှိတဲ့ဘတ်ဂျက်ကိုအကုန်တုံးပြစ်ကြောက်နိုင်အစိုးရဟုတ်တယ်နော်ကျန်ဖို့အစိုးရကဝင်ကြီးဌာနတိုင်းမှာရှိတဲ့ဘတ်ဂျက်ကိုအကုန်တုံးပြစ်ပြီးတဲ့အပြင်မပြီးသေးဘူးဘယ်တော့ရောက်ပါလဲအောင်မေးလေတစ်နှစ်ခွဲအထိတိုင်းပြည်ရဲ့ဘတ်ဂျက်ကိုထုတ်ယူတုံးဆွဲခွင့်မရှိအောင်စီစဉ်ဖြစ်တဲ့သူတို့ရဲ့အစီအစဉ်ကတော့ NLD အစိုးရတက်လာတာနဲ့ဘတ်ဂျက်ပြတ်ပြီးတော့အစိုးရပြိုလဲရန်ရဲတော့တခါတည်းစီစဉ်ထားအဲ့ဒီချိန်မှာ NLD ကတက်လာတဲ့အချိန်မှာခရိုနီတွေနဲ့အကူအညီတောင်းပြီးတော့ဒီဘတ်ဂျက်ကိစ္စကိုရအောင်ဖြည့်ရှင်းဒီတစ်နှစ်ခွဲအတွင်းမှာဘတ်ဂျက်တုံးဆွဲလို့မရတဲ့ကာလမှာရအောင်တိုင်းပြည်ကိုဖြည့်ရှင်းပြီးတော့ဘတ်ဂျက်တုံးဆွဲလို့ရတာနဲ့ရှိတဲ့စီမံကိန်းပေါင်းများစွာကိုအားထုတ်ခွန်ဆိုင်လှုပ်ချပြစ်အဲ့တော့ NLD အစိုးရကတောင်းဝင်ခံအစိုးရအဆင့်ပဲရှိတာတော့မှအဲ့လိုထိလုပ်တယ် NLD တော်လို့မဟုတ်ဘူးဒီ NLD ညမှာအခြားပါတီတို့ပြည်သူလိုလားတဲ့ပါတီတို့ဆိုတဲ့အဲ့ဒီချက်မှာနော်နောက်ဒီထက်ကျော်ပါလားအများကြီးရှိတယ်နော်တရားအစင်းပေါင်းထောင်နဲ့ရှိစောက်ထားတဲ့စာရွက်ပေါ်အဲ့ဒီဆိုရလွှဲလာတဲ့အချိန်မှာသူတို့စောက်ထားပါလေဆိုတော့တရားအစင်းပေါင်းထောင်နဲ့ရှိစာရွက်ထဲမှာရှိတယ်အပြင်မှာသွားစစ်တော့အဲ့တရားတွေမှမရှိနော်နိုင်ငံပိုင်တဲ့ရထားလမ်းရှိတယ်ဘူတာမရှိ ကိုယ်တော်နဲ့အပြည့်အစည်းတရားတော့ ရထားလမ်းရှိတယ်ဘူတာမရှိဘူတာရှိတယ်ရထားလမ်းမရှိဘူး အခုမှလွှဲလိုက်ပါဦးအဲ့ဒါလည်းအကုန်လုံးလုပ်နေတယ် နော် ကျန်ဖို့အစိုးရတက်လာတဲ့ချိန်အဲ့လောက်ထိရုံမှလာဒါကိုယ်တိတဲ့အဆင့်ပဲရှိတယ်ကိုယ်မတိတဲ့ဒီအစိုးရဌာနအတွင်းရုံမှမှုတွေဘယ်လောက်လောက်ခဲ့လဲဆိုတာဒါအဲ့ဒီအစိုးရခေါင်းဆောင်တွေပဲတိတယ်နော်အဲ့လောက်ထိရုံမှနေတဲ့ကောင်ဒါကောင်မှအာဏာကိုထပ်သိမ်းနေတယ်ဆိုတော့ဒီကောင်လေးရဲ့လောဘဟာအတော်မတက်နိုင်အောင်များပြားနေတာဖြစ်တဲ့အတွက်တိုင်းပြည်ကိုမလုပ်တဲ့အလုပ်ကိုလုပ်လို့အခုတိုင်းပြည်ကိုပြည့်စည်နေတာနော်အဲ့တော့ဒီစစ်တပ်ထောက်မှန်ထောက်ခံတဲ့လူတွေကစထွက်ပြောလာတယ်ဆိုတော့ကဒါတွေဟာတိုင်းပြည်ကိုရုံမှနေလို့မဖြစ်တဲ့ဓာတ်တွေလုပ်နေလို့ထွက်ပြောနေတယ်ဒီလူတွေကဒီနေ့ချိန်ဒီတော်လိုင်းပဲကိုပူပေါင်းလာမဟုတ်ဘူးနော်တော်လိုင်းကိုသူတို့အားပေးနေတယ်မဟုတ်ဘူးသူတို့ဒီစစ်တပ်ကိုပဲထောက်ခံတယ်စစ်တပ်ကိုပဲအားပေးတယ်ဒါပေမဲ့လက်ရှိစစ်ကောင်းဆောင်တွေလုပ်ရတာတိုင်းပြည်ဖြစ်နေတယ်ဆိုတော့ဒီလူတွေကအမောခံပြီးထောက်ပြတယ်ဒီတဲ့ရှင်းတာမရှိတော့ဘူးနော် စစ်တပ်ကြား ဘောမာကြီးနော် နော်နိုင်ငံရေးမှာနေရရေး ဘောမာကြီးစိထားနော် ဥပဒေကြောင်းရလည်းအများတို့ရဲ့လမ်းကြောင်းမပြနိုင်ဘူးလုတ်ပုံကိုင်ပုံဒီမှာလည်းနည်းနည်းလေးဝေဖန်မိတော့မှချိန်တဲ့ချက်ဟာလေးပြီးတော့မှချိန်တဲ့စဉ်းစားကြည့် အမှန်ပဲနောက်အခုဒိုင်နာမိုက်ကြီးရဲ့အုံတိုင်းရဲ့ဂျုံဝင်းထုတ်ခဲ့တယ်3ယောက်ကိုတဲ့ယူတော့ဝဲဥတွေနဲ့အမှုဆွဲတယ်ဆိုတော့အုံတိုင်းကပြောထားတာလေတူနဲ့ဘူကောင်ဘလူးတဲ့ခင်နိုင်တဲ့ရိုက်နေတဲ့ကောင်နဲ့2ယောက်ပွဲသွားတဲ့အချိန်မှာသူ့ကိုလူတွေဝိုင်းဆဲလို့အခုမင်းတို့တွေ့ပြီမလားနော်အခုတော့မင်းတို့တွေ့ပြီမလားငါ့ကိုဆဲထားတာဆိုတော့စကားလေးပဲပြောတာဟုတ်အခုလက်ရှိမင်းအောင်နိုင်ကိုကျွန်တော်တို့တအားကြောက်တာဘာမှမလုပ်ဘူးနော်အတူရောင်ရွေးတော့ပွဲကိုအတူလို့ပြောသေအောင်ကြောက်နော်အခုအဲ့တော့ကိုဖမ်းပြီးတဲ့ပြင်ဒိုင်တာမတ်ကြီးကိုအော်နေပြီဘာမှလုပ်ရတဲ့ရဟုတ်လို့နော်သူယောဂလည်းဒါတော့မှဒီကောင်တွေမတက်မညာရုံမှာနောက်အခုဒီနေ့တယောက်ထပ်ဖမ်းတယ်တဲ့ဟိုဒိုင်တာတယောက်ဘာလဲအဲ့ဒီသူတို့ကိုပြောထားတဲ့ဗီဒီယိုအောက်မှာအတဲသွားပြီးလို့ဟောမင်းတို့အတဲပြီးတော့ကြောက်တယ်အဲ့မင်းအောင်လည်းစပြီးတော့လက်ရှိစစ်ဖို့ကြောက်ကောင်လို့မင်းတို့ဘောင်းမိတဲ့မွေးတယ်ပစိုးတဲ့မွေးတယ်ခမိုင်းကြီးစကတ်လေးစတော့နေတယ်လန်ကိုဒီနေနေ မင်းအောင်လည်းစတော့ကိုတိုင်းစီပြီးအားမနိုင်သူနဲ့တိုင်းမှာလားဘာလို့လောက်ရကနေတော့လုပ်ရတော့လဲရှင်းရှင်းလေးပဲသူတို့ကတော့လုံးမဲ့တော့ပြက်ပြက်သားသားလုပ်ဒါကြောင့်မို့ကျွန်တော်ဒေါ်လာရင်းဘက်ကအင်အားစုတွေအနေနဲ့သူတို့တဆမိုက်ရိုင်းကိုစေစားတော့မိုက်ရိုင်းပြီးမှတန်တာအဲ့ဒီတော့တအားကြောက်တော့ဟာစစ်ဖို့ကြုတ်တွေကလေသူများဖို့လားဖမ်းမယ်စီးမယ်ထောက်ချမယ်ရိုက်မယ်တက်မယ်ချက်မယ်လုပ်ရတာသူ
လေးအသေးကြောက်နာသူတို့သားတော့နာနဲ့တာမရှိဘူးသူတို့မိသားစုတော့တန်ဖိုးရှိတာမရှိဘူးသူတို့အတိုင်းဝိုင်းတော့တန်ဖိုးရှိတာမရှိဘူးမယုံကြည်လို့ကြည့်ဒါကြောင့်မို့လို့ကျွန်တော်တို့ဘက်ကနေပြက်သားတဲ့တုံ့ပြန်မှုတွေနဲ့ဒီကောင်တွေကိုစော်ရမယ့်အခြေရောက်နေတယ်အဲ့လိုမဟုတ်လို့ရှိရင်ဒီကောင်တွေကဒီတက်ဆက်လို့ပေါ့နော်ဒါရှင်းရှင်းလေးပဲသူတို့တော့မယုံကြည်လိုက်ဟုတ်တယ် ကျွန်တော်တို့ရဲ့ဒီလိုပြချက်ပါဒီလိုပြချက်ပဲအဲ့တော့ မရ စက်တွေဘက်ကပေးတာလေအဲ့တော့ကျွန်တော်တို့ကတော့ကျွန်တော်ချင်းပေးချင်တာတော့စစ်တပ်တွေနဲ့နိုင်ငံရေးတွေကလူလူလာလာထွက်ချင်နေပါတယ်ဆိုတော့ကျွန်တော်ကပြအောင်မပြတဲ့အပြင်ကိုတက်လုံးငါတို့နေရေးအားပြီးတော့ကောင်းစားရေးဆိုတဲ့ပုံစံမျိုးတွေတွေ့နေရတယ်အဲ့တော့တစ်လုံးတင်ရမရဘူးအဲ့တော့တစ်ဖက်ကဆန့်ကျင်တာလည်းပြပြောလို့မရဘူးနော်အခုတော်တယ်မှာကာကြောတာကြောင်ထိုးလို့ရှိရင်အကုန်လုံးပတ်စာလေးရက်ခောက်ဆိုမှမရဘူး ရှင်းနော်ကိုမောင်ပြောတာမှားလားဒါကြောင့်မို့လို့ကိုမောင်နဲ့မမတာတွေတိုက်ဖို့ဖြတ်ဖို့သွားကြည့်တယ်သူပြောတာမှားတယ်ကျွန်တော်တို့ကလေကိုယ့်ကိုလူလို့တတ်မှတ်ရင်အရင်ဦးဆုံးအကြောင်းအရာတစ်ခုကိုကြည့်မယ်ဆိုရင်အမှားနဲ့အမှန်ကိုကြည့်ရသူ့ဘက်ကိုယ့်ဘက်ဟာကိုအရင်ကြည့်တယ်ကိုယ့်ဘက်ကလူကမှားနေတယ်တောင်းမှတင်တောင်းမှပေးတယ်ကိုယ့်ဘက်ကာတယ်ကိုယ့်ဘက်ကိုကာတယ်ဆိုတာအဲ့လိုမျိုးကာမှလူပြီးတတ်ကိုယ့်ဘက်ကမှားနေတဲ့အတွက်ဘလို့ကြောင်တော့ငါတို့ကြားနဲ့ပေါင်းမှဒါတကယ်ချင်းပေါင်းတဲ့မိတ်ဆွေတကယ်ဒီနေဒီမှာလည်းဒီတိုင်းပဲအမှားမှန်ကိုအရင်ကြည့်မယ်ကိုယ့်ဘက်ကမှန်နေဖြစ်နေပြလိုက်ကိုယ့်ဘက်ကမှားနေလေတောင်းမှန်တယ်တောင်းမှန်တယ်ပြဿနာပြီး မလွယ်ဘူး အခုလက်ရှိဒီကောင်တွေကိုကြည့်လိုက်ဒီစစ်တပ်ထောက်ခံတယ်မှာတော့တိုင်း湾ဒီကောင်တွေမှာလေလူလိုအတိအကျမရှိဘူးအကြောင်းအရာတစ်ခုပေါ်ဘယ်တော့မှအမှားမှန်မရှိဘူးသူကသူတို့ဘက်ကမှားလဲလို့မှန်တယ်ပဲလို့ကြိုက်တယ်လို့သွားပြောတဲ့သူအပြစ်သူတို့ရဲ့သွားမပြောနဲ့မှားတယ်လို့တော့မပြောနဲ့မှန်တယ်လို့တော့မပြောနဲ့သွားပြီဒီပုံစံတိုင်းဆိုရင်တော့လောက်ကြမှာရှေ့ဆက်ပြီးတော့မိုင်ဟုတ်နော်ဝေးကောင်းမြ ရာဇဝတ်မှုကျူးလွန်ပြီးတော့ရာဇဝတ်ပြစ်ဒဏ်ခံနေရတဲ့ထောင်ကျတွေပေါ့နော်အဲထောင်ကျတဲ့တွေနဲ့ဒါအာဆီယံထူးကိုယ်စားလှယ်နဲ့တွေ့ပေးစရာအကြောင်းမရှိဘူးဆိုပြီးတော့ပြောချလိုက်တာပေါ့နော်နိုင်ငံဥဆောင်တဲ့သူတွေက post တွေမှာအဲ့လိုမျိုး comment ပေးတာဒါ react ပေးတာ like ပေးတာဒါမျိုးတွေလုံကြည့်ဆိုတော့အော်တိုဘာလ30ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာကျွန်တော်ထူးခြားဖြစ်စဉ်တွေရှိမယ်သတင်းကောင်းတွေရှိမယ်ပြီးရင်စစ်ကောင်စီပုံယုံနေတဲ့အကြောင်းတွေပါပဲပေါ့နော်မတော်တော့ဒါကြည့်လိုက်စစ်ကောင်စီနဲ့ပြစ်ခတ်ရက်စဲလိုက်တယ်သဘောတူလက်မှတ်ထိုးလိုက်တယ်အဲ့နောက်ပိုင်းမှာဒါမိုးကုတ်မိုးမိတ်ကိစ္စမျိုးတွေပေါ့နော်လှုပ်လှုပ်ရှားရှားဖြစ်သွားရရှိတယ်ပြီးတော့ဒါနဲ့အတူပဲပေါ့နော်ဒီလိုမျိုးဒါတို့သဘောတူပြီးတော့လက်မှတ်ထိုးလိုက်တာနဲ့အတူပဲဒီတော်လိုင်းတပ်ဖွဲ့တွေဘက်ကထုတ်ပြန်ချက်တွေတစ်ခုပြီးတစ်ခုထုတ်ပြန်လာတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့ဒီနေ့ဒီချိန်ထိဆရာနာရှင်အပြစ်ပြည့်ရေးပေါ့နော်ဒါ Federal Democracy စနစ်ရရှိရေးအတွက်ကိုနိုင်ငံလုံးလွတ်မြောက်ဖို့အတွက်ကိုစူးစမ်းပန်းစားနဲ့တောက်လျှောက်တိုင်ပွဲဝင်လာခဲ့တာဒါဒီနေ့ဒီချိန်ထိပဲပေါ့နော်ဒါပေမဲ့ဆက်ပြီးတော့လည်းတိုင်ပွဲဝင်သွားမယ်ဘလို့အခက်အခဲဘလို့အတားအဆီးအကြီးမားဆုံးဘာတွေပဲကြုံပေါ့နော်တော်လိုင်းတပ်ဖွဲ့တွေကဆက်ပြီးတော့ဒါပြည်သူတွေအတွက်လုပ်သွားမယ်ဆိုပြီးတော့ green code တွေပေးတဲ့ထုတ်ပြန်ချက်တွေလည်းအများကြီးထွက်လာတယ်ဒီပုံမှာလည်းဒါပြည်သူကကျင်းတဲ့အားရမှုရှိတယ်ဒီချိန်မှာဒါပြည်တဲ့တပ်ဖွဲ့တွေကဒါအခွင့်အရေးငါတို့ဘာလဲဆိုတာကိုလုံးပြနိုင်မယ်အခွင့်အရေးဆိုပြီးတော့လည်းဒါကျွန်တော်ပြောခဲ့တကယ်လည်းအဲ့ပုံစံမျိုးပဲပေါ့နော်စစ်ကောင်စီရဲ့အခုလိုမျိုးဒါကျင်းတဲ့ချက်တဲ့ကာလတွေပေါ့နော်ရွေးကောက်ပွဲနီးလာတဲ့အခြေအနေမျိုးမှာနေရာဒေသအစုံကိုလိုက်ပြီးတော့ဖိနှိပ်နေတဲ့ဟာတွေကဒါအခုဆိုပို့ဆိုးလာတယ်အဲ့တော့ကျင်းတဲ့ချက်တဲ့ကာလတွေကိုရအောင်ဘယ်လိုကြော်ဖြတ်မလဲဆိုတဲ့ဟာတွေကလည်းတပ်ဖွဲ့တွေချားမှာပေါ့နော်ဟိုအမခံတဲ့ဟာတွေ green word ပေးတဲ့ဟာတွေကအများကြီးတွေ့လိုက်ရတယ်ဒါလည်းအားရစရာကောင်းတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးတွေရှိသလိုဒါကြောင့် KIA နဲ့ဒါပြည်တဲ့တပ်ဖွဲ့တွေကလည်းဒီရက်ထက်မှာနောက်ထပ်ခွန်လန်ဘူးဒေတာကစကန်နှစ်ခုကိုဆက်သိမ်းလိုက်တယ်ပေါ့နော်ဒီလိုထဲမှာစကန်၄ခုရှိသွားပါပေါ့နော်လက်ရှိမှာဒါ KIA ကခွန်လန်ဘူးခေါလန်ဘူးမှာရှိတယ်ပေါ့နော်စစ်ကောင်စီလက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကိုထပ်ပြီးတော့တင်ပိုက်လိုက်တယ်ရှင်းကောင်ဒေတာကမာချာတာမာနေပါဘောနော်အဲ့ဒါကတဆွေးပြည်သူစစ်စခန်းခေါ်နေစခန်းရဲ့ပြီးရင်နန့်ချင်းရွာကစခန်းရဲ့ပေါ့နော်အဲ့ဥစ္စာကိုရိုင်းနေဒါဘူဝါတပ်ဖွဲ့တွေက29 28နှစ်ရက်မှာတိုက်ခိုက်တင်ပိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့တရက်ကိုစကန်တစ်ခုလုံးနဲ့တင်လိုက်တာစစ်ကောင်စီထိခိုက်ဒေဆုံးတာတွေအများပြားလည်းရှိသလိုလက်နက်ကရရှိရလည်းရှိတယ်ပြီးရင်ကျွန်တော်မင်းမြန်မှုရပါတော့မင်းမြန်လို့သိရတာတွေအရာဆိုရင်
အရှင်ဖမ်းမိတာလည်းရှိတယ်ပေါ့မကြားခြင်းဘူးမကြားခြင်းဘူးအရှင်ဖမ်းမိတာလည်းရှိတယ်ဆိုပြီးတော့သိရတယ်ပေါ့နော်ဒီခေါင်းလာဘူး ကဲကျေးဇူးများကြီးတင်တယ်နောက်ဗီဒီယိုမှာပြန်ဆုံမယ် bye bye